အလုံးမမင်္ဂလာပါစိတ်ချလို့မရဘူးကိုไว้ใจไม่ได้စိတ်ချလို့မရတာကိုไว้ใจไม่ได้อากูလို့မရဘူးကကြတော့พึ่งพาไม่ได้พึ่งพาไม่ได้พึ่งพาဆိုတာอากูတာတကယ်လို့อากูမယ်နော်ဆိုရင်จะพึ่งพานะတကယ်လို့อากูလို့ရတာကိုพึ่งพาได้อากูလို့မရကြတော့พึ่งพาไม่ได้ညင်းပယ်လို့မရဘူးကိုပฏิเสธไม่ได้မငင်းရဝန်နင်းသွားရမယ်အဲ့လိုမျိုးပြောချင်เนาะห้ามปฏิเสธห้ามปฏิเสธปฏิเสธไม่ได้ခိုင်းလို့မရဘူးကြတော့ใช้ไม่ได้သုံးစားလို့မရလဲအဲ့လိုပဲပြောရတယ်เนาะใช้ไม่ได้မေးလို့မရဘူးကကြတော့ทำไม่ได้မေးလို့ရဘူးမရကြတော့ทำไม่ได้ทำงานဟိုကทำงานအတန်းတော့နည်းနည်းတူတယ်မစာလုံးကမတူဘူးဒါကြတော့ทำว่าကြတော့ทำနည်းနည်းအတန်လေးနည်းနည်းပါစပ်အဖွင့်အဟလေးနည်းနည်းဟိုဖြစ်တယ်ဒါပေမဲ့သုံးလက်ခါကြလို့ရှိရင်ทำงานအလုပ်လုပ်တာပေါ့တကယ်လို့ขอทำทางหน่อยค่ะလမ်းလေးမေးလို့ရမလားအဲ့လိုမျိုးဆိုရင်เนาะဗာလဲပဲမေးတာဖြစ်သွားတာပေါ့နော်มีခိုးလို့မရဘူးဆိုတာอาศัยไม่ได้อาศัยอยู่ไม่ได้มีခိုးလို့မရဘူးအဲ့လိုလဲသုံးလို့ရတယ်เนาะมีခိုးလို့မရဘူးဆိုတာอาศัยไม่ได้ဟုတ်ကဲ့ဒီလိုမျိုးဗီဒီယိုလေးကြိုက်လို့ရှိရင် like and share လေးလုပ်ပေးပါအောင်ရှင်